MRT4 ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ MRT4 နေပြည်သူများအားလုံးကိုဖြော်ပြရတာမျိုးစုံပြည့်စွန့်လျက်ရှိပါရခင်ဗျာပြည်သူများခင်ဗျာကျွန်တော်အခုရောက်ရှိနေနေရတော့ချောင်းသာကင်းကြီးပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ချောင်းသာဆုံးဟိုတယ်လုပ်ငန်းရှင်များအသင်းနဲ့ကမ်းခြေလုံခြုံရေးနဲ့စီကံထိန်းသိမ်းကော်မတီရဲ့အကြီးအကျယ်မှုနဲ့အတူ Water Sport Entertainment ရဲ့စီစဉ်ဆောင်ရွက်လျက်ရှိတဲ့ဒီကမ်းခြေမှာပေါ့နော်လောက်အပန်းဖြေတဲ့သူတွေကိုစိတ်လှုပ်ရှားပျော်ရွှင်မှုနဲ့အတူခံစားမှုမျိုးစုံကိုပြသနိုင်မယ့်ကစားနည်းကိုကျွန်တော်ပိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာအဲ့ဒါတွေကတော့ Banana Boat, Retro Ski, Spitfire လို့ခေါ်တဲ့ကစားနည်းတွေပဲဖြစ်ပါတယ်ခင်ဗျာဘယ်လိုကစားနည်းကိုပြည်သူများနဲ့တွေ့မြင်ရမလဲဆိုတော့ကျွန်တော်နဲ့အတူဆက်လက်ရှုသားကြည့်ပါဦးခင်ဗျာပြည်သူများခင်ဗျာ Water Sport Entertainment Group အနေနဲ့လက်ရှိတိုးတက်ပြောင်းလဲနေတဲ့ကျွန်တော်နိုင်ငံမှာရှိတဲ့ကမ်းခြေများကိုအများပြည်သူများပျော်ရွှင်စွာကစားနိုင်စေရန်နဲ့ကမ္ဘာလက်ခီးသွားဧည့်သည်များကိုပုံမဆွဲဆောင်နိုင်စေရန်အခုလိုကစားနည်းများကိုရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်ဒါကြောင့်မလို့အခုလိုကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ပြုလုပ်ဆောင်ရွက်လျက်ရှိတဲ့ Water Sport Entertainment Group မှတာဝန်ရှိသူတူဦးနဲ့လည်းအခုလိုတွေ့ဆုံမြင်ဖြစ်ခဲ့ပါတယ်။မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါ။ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကိုယ့်ရဲ့နာမည်နဲ့တာဝန်ယူအပိုင်းကဏ္ဍလေးကိုသိချင်ပါတယ်ခင်ဗျာ။ကျွန်တော်နာမည်သိရပါကျွန်တော် Water Sport Entertainment မှာ General Manager ကိုကျွန်တော်တာဝန်ယူထားပါခင်ဗျာ။ဟုတ်ကဲ့ပါကိုတို့ Water Sport စီစဉ်မှုလည်းကျွန်တော်အနေနဲ့သိရှိပြီးပါပြီကိုဒါပေမဲ့တော့အဲ့လိုကစားနည်းတွေမှာကိုယ်အနေနဲ့လုံခြုံစိတ်ချမှုအပိုင်းကဏ္ဍဘယ်လိုမျိုးဆောင်ရွက်ထားလဲဆိုတာသိချင်ပါသေးတယ်ခင်ဗျာကျွန်တော်လုံခြုံစိတ်ချမှုအပိုင်းကိုကျွန်တော်တို့ဟိုပါလေကျွန်တော်တို့သတ်မှတ်ထားတဲ့စီကံချက်နဲ့ကိုက်ညီတဲ့ပြီးတော့ဥပမာကွယ်ဟိုသတ်မှတ်ထားတဲ့အသက်နဲ့အရက်ရှိရမယ်ပြီးတော့ကျန်းမာရေးကောင်းအောင်မယ်ဆိုရင်အဲ့ customer တွေဆိုရင်အဲ့လူတယောက်စီမှာ live jacket တခုစီဝတ်ထားမယ်နောက်မှကျွန်တော်တို့ရဲ့ရေပင်တက်ကပြေဝ training ပေးထားတဲ့ဝန်ထမ်းတွေကနောက်ကလိုက်ပါပြီးတော့စောင့်ရှောက်ရဖြစ်ပါတယ်ကိုပြီးတော့လည်းအရှေ့မှာဆွဲတဲ့ speed boat ပေါ်မှာလည်းကျွန်တော်တို့ live buoy နေများကိုတစ်ခုစီတက်ပြီးတော့စောင့်ရှောက်ပေးသွားဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တကယ်ကိုလုံခြုံစိတ်ချရတဲ့ကစားနည်းတစ်မျိုးပေါ့နော်ဟုတ်ကဲ့လုံခြုံစိတ်ချပြီးပျော်ရွှင်ကစားရမယ့်ကစားနည်းတစ်မျိုးပါပဲကိုဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်လည်း MRT အဖွဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပြည်သူများခင်ဗျာ Banana Boat စီးနှင်းလိုက်ပါမယ်ပုံစံကတော့ပြည်သူများတွေ့မြင်ရတဲ့အတိုင်းပါပဲ Banana Boat ပေါ်မှာလူ9ယောက်စီးနှင်းလိုက်ပါပြီးတော့မှအရှိကနေပြီးတော့မှ Speed Boat ကအရှိန်ပြည့်ဆွဲခေါ်သွားတာပဲဖြစ်ပါတယ် Banana Boat စီးတဲ့အခါမှာတော့ပြည်သူများအနေနဲ့စိတ်လှုပ်ရှားပျော်ရွှင်မှုကိုရရှိခံစားနိုင်မယ့်အပြင်စိတ်ပင်ပန်းနွမ်းနယ်မှုတွေပါကင်းစင်နိုင်မှာဖြစ်ပါတယ် Banana Boat ကိုမစီးခင်ကစိတ်လှုပ်ရှားမှုနဲ့စီးပြီးတဲ့အခါမှာရရှိလာတဲ့စိတ်ခံစားမှုကိုလည်းပြည်သူအချို့ဟာအခုလိုမြင်မြင်ဖြစ်ခဲ့ပါတယ်မင်္ဂလာပါဗျာကဲဘယ်လိုခံစားရလဲအရန်စိတ်လှုပ်ရှားဖို့ကောင်းတယ်အရန်ပျော်ဖို့ကောင်းတယ်ဗျာဟုတ်လားကြောက်တဲ့စိတ်ရောဖြစ်သေးလားကြောက်တဲ့စိတ်တော့မဖြစ်ပါဘူးဟုတ်လားအဲ့ဆိုရင်အကိုအနေနဲ့အဲ့လိုစီးရတဲ့ခါမှာဘယ်လိုလှိုင်းလေးတွေကအဲ့လိုမျိုးဟိုကိုယ်ရိုက်ပြီးတော့အဲ့လိုမျိုးလှိုင်းစီးရတဲ့ feeling ကဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ပြိတ္တဝင်းမြပေးလိုက်ပါဦး very nice ဟို speed boat ကအရှိန်နဲ့တင်သွားတဲ့အခါလေဟို banana boat ကိုရိုက်မလို့ဖြစ်သွားတာအရန်ခံစားလို့ကောင်းတယ်အရန်စိတ်လှုပ်ရှားဖို့ကောင်းတယ်ဗျာဟုတ်ကဲ့ပါရေရောပြစ်ချခံရသေးလားရေလည်းအပြစ်ချခံရတာဗျာဒါပေမဲ့ safe ဖြစ်ပါတယ်အားလုံးသူတို့ဟို life saver လည်းရှိတယ် jacket တွေလည်းရှိတော့လေလူက floating ဖြစ်နေတယ်ဗျာဟုတ်ကဲ့ပါရေလည်းပြစ်ချတဲ့အခါမှာဘယ်လိုခံစားလိုက်ရလဲစိတ်တွေကပထမတော့တစ်ချက်လန့်သွားတော့ဗောနော်ဒါပေမဲ့အရန်စိတ်လှုပ်ရှားဖို့ကောင်းတယ်ဗျာဟုတ်ပါပြီဒါဆိုရင်အခုလိုမျိုးစီးကျင်ကြတဲ့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအခုနေစကားလက်ဆောင်လေးပြောလိုက်ပါဦးဟုတ်ကဲ့မြန်မာပြည်မှာဒီဟာကပထမဆုံး entertainment တစ်ခုပေါ့နော်နောက်လည်းဒါမျိုးတွေဆက်ရှိလာမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေလည်းအရန်ပျော်ဖို့ကောင်းပါပါနောက်တစ်ခုကဒီဟို safe လည်းဖြစ်တယ်ဒီလို more funny ပေါ့နော်ပို့ပြီးတော့ funny ဖြစ်တဲ့ဟာမျိုးတွေရှိလာမယ်ဆိုရင်ကျွန်တော်တို့လည်းrelax ပဲပို့ပြီးတော့ကောင်းပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာပြည်သူများခင်ဗျာပြည်သူများအခုတွေ့မြင်နေရတာကတော့ Retro Ski ပဲဖြစ်ပါတယ် Retro Ski ကတော့လူ2ယောက်ဒါမှမဟုတ်3ယောက်စီးနိုင်ပြီးတော့ထိုင်လျက်ပဲစီးနေလိုက်ပါနိုင်ပါတယ်အရှိရ Speed Boat ကအရှိန်နဲ့ဆွဲခေါ်သွားတဲ့အခါမှာလူကထိုင်လျက်ပဲအပေါ်ကိုမြောက်တက်သွားတဲ့အတွက်စိတ်လှုပ်ရှားပျော်ရွှင်မှုနဲ့အတူအားပါတရအဟောရတဲ့ရတာကလည်းခံစားမှုတစ်မျိုးကိုပြေးဆွနိုင်တဲ့အပြင်
ရေတွေကိုပစ်ချတဲ့အခါမှာလည်းအန်အောဝမ်းတာမှုနဲ့အတူ life jacket ပါတဲ့အတွက်လုံခြုံစိတ်ချမှုနဲ့အတူရေကူးရတာကလည်းအရသာတစ်မျိုးပါပဲရင်ကူးတတ်တဲ့သူတွေအတွက်လည်းဘာမှစိတ်ပူစရာမလိုပါဘူးခင်ဗျာရေကူးကျွမ်းကျင်တဲ့လူသားတွေကခရီးသည်တွေနဲ့အတူ live ပါစီးနေတဲ့အတွက်ရောအကောင်းဆုံး life jacket တွေရှိနေတဲ့အတွက်ပါခရီးသည်တွေရဲ့ဘေးရန်နဲ့ကင်းရှင်းရေးနဲ့ပတ်သက်ပြီးတော့လဲ Water Sport Entertainment Group ရဲ့အကောင်းဆုံးလှုပ်ဆောင်ပေးထားတဲ့လှုပ်ဆောင်ချက်များကိုလည်းတာဝန်ရှိသူတို့ကအခုလိုပြပြခဲ့ပါတယ်မင်္ဂလာပါခင်ဗျာမင်္ဂလာ MRT4 ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကိုယ့်ရဲ့နာမည်နဲ့ပေါ့တာဝန်ယူပန်းကန်တော်သိချင်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကတော့ထိုက်အောင်စိုးပါကျွန်တော်တော့ဒီ Water Sport Entertainment အဖွဲ့ရဲ့ Director တူပါဟုတ်ကဲ့ပါကိုတို့ Water Sport Entertainment အနေနဲ့ပေါ့နော်အခုလိုမျိုး banana boat တွေကိုဒီချောင်းသာကမ်းခြေမှာစီးနှင်းဖို့အတွက်ကိုတို့အနေနဲ့ဘယ်လိုမျိုးစတင်စိတ်ကူးမိရဆိုတာသိချင်ပါတယ်ခင်ဗျာဒီလိုကစားနည်းမျိုးတော့နိုင်ငံခြားမှာရှိတာကြာပါပြီကျွန်တော်တို့အနေနဲ့ဒီလိုကစားရတဲ့ကစားခြင်းရရှိတဲ့ပျော်ရွှင်မှုကိုဗမာနိုင်ငံသူနိုင်ငံသားတွေကိုခံစားကြတဲ့စေခြင်းနဲ့ဆန္ဒရယ်ဒီနိုင်ငံမှာပထမဆုံးဖြစ်တာတွေကြောင့်စီစဉ်မိတာပါဟုတ်ကဲ့ပါအခုတို့ Water Sport Entertainment အနေနဲ့ရှေ့ဆက်ပြီးတော့မှလှုပ်ဆောင်သွားမယ်အပိုင်းကဏ္ဍလေးကိုလည်းသိချင်ပါသေးတယ်ကျွန်တော်တို့နဲ့လာမယ့်နေ့ကျရင်တခြားကစားနည်းတွေကိုထပ်ချဲဖို့ရည်ထားပါတယ်ဥပမာအနေနဲ့ကတော့လေထီးနဲ့ကစားရတဲ့ Parasail ကိုထပ်ချဲဖို့ရည်ထားပါတယ်ဟုတ်ကဲ့ပါအခုလိုသိလို့များဖြစ်ကြပြီးတော့ကျွန်တော် MRT4 ကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်လည်း MRT4 အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာပရိသတ်များခင်ဗျာပရိသတ်များအခုတွေ့မြင်နေရတာကတော့ Spitfire ပဲဖြစ်ပါတယ် Spitfire ကိုစီးနေရတာကတော့တကယ်ကိုစိတ်တက်ကြွပျော်ရွှင်စေပြီးတော့မှဝမ်းလျားမောက်စီးရတဲ့အတွက်ရေပေါ်မှာဘောလုံးပေါ်နေတယ်လို့ခံစားရစီပါတယ်လိုင်းတွေက Spitfire ကိုရိုက်ခတ်လာတဲ့အခါမှာလဲခလေးငယ်တယောက်လိုပျော်ရွှင်ပြီးတော့မှလေပေါ်ကိုမြောက်တက်သွားတဲ့အတွက်ရင်ထဲမှာတော့လှစ်ခနဲကိုခံစားရတယ်ခင်ဗျာအခုလိုကစားနည်းများကိုကစားမဲ့သူများအနေနဲ့လည်းအသက်12နှစ်မှ50ကြားရှိရမှာဖြစ်ပြီးတော့အနည်းဆုံးအရင်အမြင့်အနေနဲ့ကတော့3ပေခွဲနဲ့ထက်ရှိရမှာဖြစ်ပါတယ်။ဒါအပြင်ကိုဝင်ဆောင်အမျိုးသမီးများနှလုံးရောဂါအုံနောက်နဲ့ပတ်သက်သောရောဂါဝယ်ယူပြန်ရောဂါကူးစက်တတ်သောရောဂါရှိသူများအနေနဲ့စီးနှင်းကစားလို့မရပါဘူး။ဒါအပြင်အရက်သေးစားတောက်စားတာချင်းမူရည်ဆေးဝါးသုံးဆွဲတာချင်းရှိတဲ့သူတွေကိုလည်းလုံးဝစီးနှင်းဝင်ပေးမှာမဟုတ်ပါဘူးခင်ဗျာ။စီးနှင်းလိုက်ပါမယ်သူတွေအတွက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ကတော့ရေကူးကျွမ်းကျင်လုပ်သားများကိုစီးနှင်းလိုက်ပါမယ်သူများနဲ့အတူလိုက်ပါစေပြီးတော့မှမတော်ဆထိခိုက်မှုများဖြစ်ပေါ်လာရင်လည်းနှီးစက်ရစေယုံစေကမ်းများကိုအရေးပေါ်ပို့ဆောင်ပေးနိုင်ရန်ကြိုတင်ပြင်ဆင်မှုများနဲ့စေတသစ်များကိုလည်းအသင့်ပြင်ဆင်ထားပါတယ်Water Sport Entertainment Group အနေနဲ့လည်းမြန်မာအာမခံဌာနနဲ့တွဲဆုံဆွေးနွေးမှုများပြုလုပ်ပြီးတော့မှရှင်နဲ့ခီးတဲ့အသက်အာမခံဝယ်ယူရရှိနိုင်ရေးအတွက်ကိုလည်းမြန်မာအာမခံလုပ်ငန်းကိုဝယ်ယူခွင့်လျှောက်ထားခဲ့ပြီးဖြစ်ပါတယ်။ကဲအခုစီးပွားရေးဆိုတော့ဘယ်လိုခံစားရလဲဗျ။အရန်ပြုံဖို့ကောင်းပါတယ်။အရန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။အော်လှိုင်းနေရလေကိုရိုက်ပြတဲ့အချိန်မှာကိုကဘယ်လိုမျိုးလဲကြောက်စိတ်တွေဖြစ်သေးလားပထမတစ်ခါပေါ့နော်မြုပ်သွားတော့လန့်သွားတယ်တစ်ချက်တော့နောက်ပိုင်းတော့ live jacket လည်းပါနေရဆိုတော့စိတ်လည်းမပူတော့ဘူးအရန်လည်းပြုံဖို့ကောင်းတယ်စိတ်လည်းလှုပ်ရှားတယ်ပေါ့နော်အဲ့ဒီအချိန်မှာတစ်ချက်တော့ရေထဲပြစ်စခံရသေးလားဟုတ်တယ်ရေထဲတစ်ချက်တော့မြုပ်သွားတယ်မြုပ်သွားတဲ့အချိန်မှာတော့တစ်ချက်စိုးရိမ်စိတ်လေးတော့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ရေကလည်းမနှက်ဘူးအရင်နောက်ပိုင်းထိလည်းမသွားဘူးဆိုတဲ့ခါကျတော့ပြုံဖို့ကောင်းပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုပြည်သူများခင်ဗျာ Water Sport Entertainment Group အနေနဲ့ချောင်းသာကမ်းခြေမှာ Water Sport Entertainment အားအကောင့်ထဲပေါ်ဆောင်ရခြင်းအားဆိုရင်တော့နိုင်ငံတကာကမ်းခြေများနဲ့အဆင့်တန်းအညီရင်ပေါင်တန်းနိုင်တဲ့အပြင်ပြည်တွင်းပြည်ပပြည်သူများအားလုံးကိုလည်းပုံမှန်ဆက်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်တက်ဆက်ပေးခဲ့တဲ့အစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့ပြည်သူများအားလုံးလည်းအခုလိုညတာရှိပြီးတော့မှနေ့တာတိုးရဲ့ဆောင်းရာသီမှာစိတ်ပျော်ရွှင်ချမ်းမြေ့မှုတွေလည်းဘဝတစ်လျှောက်လုံးတာရှိပြီးတော့မှစိတ်ပင်ပန်းနွမ်းနယ်မှုတွေလည်းဖြေလျော့နိုင်ကြပါစေ။ကြည့်ရှုအားပေးကြတဲ့ပြည်သူများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။